ကွယ်လွန်သွားပြီဖြစ်တဲ့ဧကရစ်မင်းကြီးကကန့်လန့်ကနောက်ကနေမဲတော်ကြီးချန်ဝမ်ကြီးကိုရှောင်မိသားစုရဲ့ထီးနန်းအာဏာကိုဘယ်တော့ပြန်ပြီးမလဲဆိုပြီးတင်းတင်းမာမာမေးခွန်းထုတ်လိုက်ပါတယ်ချန်ဝမ်ကြီးကတော့သူမအနေနဲ့ထီးနန်းကိုမတ်မောတာမဟုတ်ပဲတိုင်းပြည်အတွက်သာလှုပ်ဆောင်ခဲ့တာပါလို့အတနာခံရှင်းပြပါတယ်ဧကရစ်မင်းကြီးကသူဟာလူလောကမှာမရှိတော့တဲ့နန်းဝိညာဉ်စစ်လို့မျက်နှာချင်းဆိုင်တွေ့ခွင့်မရှိဘူးတွေ့ရင်ချက်ချင်းပျောက်ကွယ်သွားမယ်လို့သတိပေးပါတယ်ဒါပေမဲ့ချန်ဝမ်ကြီးကတော့ဒါဟာလူချင်းအားကယောက်ျားတစ်ယောက်ကိုဧကရစ်ရောင်ဆောင်ခိုင်းထားတာလို့တန်တရားဝင်နေပါတယ်ဒါကြောင့်အချင်းအတက်မှကန့်လန့်ကာကိုဆွဲဖယ်ကြည့်လိုက်တဲ့အခါမှာတော့တကယ်ပဲဧကရစ်မင်းကြီးချစ်နေတာကိုတွေ့လိုက်ရလို့အားလုံးကြက်သီးမွေးညင်ထားပြီးရိုးထောက်ကစားလိုက်ကြရပါတယ်အဲ့ဒီနောက်မှာတော့မင်းကြီးကဩဇာပါတဲ့အတန်ကြီးနဲ့အမိန့်ချပါတော့တယ်မေတော်ကြီးရဲ့ရန်မက်ကြောင့်တိုင်းပြည်မှာရင်နဲ့ရန်တက်တွေပြောင်းပြန်ဖြစ်ပြီးနမိတ်ဆိုးတွေပြနေပြီဒါကြောင့်တားတော်ကအာနာကိုချက်ချင်းပြန်သိမ်းယူရမယ်ပြီးတော့မင်းသမီးလူချန်အားကသူမရဲ့စေးပညာနဲ့အစိတ်မိနေသူတွေကိုကုသပေးပြီးတိုင်းပြည်ကိုကယ်တင်ထားမယ်လို့တောင်းဝန်ပေးလိုက်ပါတယ်ဘရင်ကြီးနဲ့မင်းသမီးကလည်းအမိန့်ကိုနာခံကြောင်းပြသလိုက်ကြပါတယ်တတလုံးအာနာနဲ့မာနာကိုကင်ဆွဲလာတဲ့မေတော်ကြီးချန်ဟာဒီနေရာမှာလုံးဝပြိုလဲသွားပါတော့တယ်ကျမရှင်ကိုနေ့တိုင်းမျောနေရတာဘာလို့ကျမအိမ်မက်ထဲတစ်ခါလေးတော့မလာပဲဟိုမိမရောက်စီပဲသွားရတာလဲဆိုပြီးရင်ခွဲပက်လက်အော်ဟစ်ကိုချွေးပါတော့တယ်မင်းကြီးကကို့အပြစ်ကိုပြန်သုံးသပ်ပြီးတော့ဆိုတဲ့စကားတခွန်းတည်းချင်ပြီးပျောက်ကွယ်သွားပါတယ်ဒီအခွင့်အရေးကိုအမိအရာယူပြီးဘရင်ကြီးရှောင်းဝါခြင်းနဲ့မှုမှတ်တွေအားလုံးကမေတော်ကြီးတိုင်းပြည်အာဏာကိုချက်ချင်းပြန်လွှဲပြီးပါဆိုပြီးတပြိုင်နက်တည်းဝိုင်းဝန်းတောင်းဆိုလိုက်ပါတော့တယ်ပွဲပြီးမှဘရင်ကြီးရှောင်းဝမ်ချင်းကမင်းသမီးကိုဆွဲခေါ်သွားပါတယ်မင်းသမီးကဘာလုပ်တာလဲအတင်းသမားအချစ်ဆက်လက်လာခင်းနေတာလားဖဲ့စမ်းငါတို့နှစ်ယောက်ကတယောက်ကိုတယောက်ဓာတ်နဲ့ထိုးဖို့ပဲတင့်တော်တာဆိုပြီးရုံးထွက်ပါတယ်ဘရင်ကြီးကငါမဲအသက်ကိုကဲခဲ့တာလေဒါကကျေးဇူးဆက်တဲ့အချိုးလားလို့မေးတဲ့အခါမင်းသမီးကလုံးဝအလျှော့မပေးပါဘူးလက်ရှိနန်းတွဲမှာပြန့်နေတဲ့ကျိုးတထောင်အစိတ်ကိုသူပဲကုနိုင်တာမို့သူ့ကိုတက်လို့မရဘူးတက်ရင်အကုန်သိမ်းမယ်လို့ပြန်ချင်းချောက်လိုက်ပါတယ်ဘရင်ကြီးကဒီအစိတ်ကိုဘလကလာတာလေလို့စစ်မေးတဲ့အပြင်ခုနကကက်လကတော့ကဘရင်ဟောင်းရဲ့ဝိညာဉ်ဟာအချင်းထောင်ထဲကနေခိုးထွက်လာတဲ့ရွှေဝမ်မင်းသားဟန်ဆောင်ထားတာမလားဆိုပြီးပြောလိုက်ပါတယ်ဒါဒီမကသေးပဲရွှေဝမ်မင်းသားကလူကောင်းမဟုတ်ဘူးသူ့ကိုလွယ်လွယ်နဲ့မယုံနဲ့အယိုးတောင်မကြမ်းအောင်အစားခံရလိမ့်မယ်လို့မင်းသမီးကိုတတိပေးလိုက်ပါတယ်ဒါပေမဲ့မင်းသမီးကတော့လုံးဝလက်မခံပါဘူးသူ့ကိုမယုံရင်ရှင့်ကိုယုံရမှာလားရှင်ကငါ့ကိုတေးအောင်နီးမျိုးစုံနဲ့အကွက်ဆင်ခဲ့တာလေရွှေဝမ်မင်းသားသာမရှိရင်ငါအယိုးစုဖက်နေလောက်ပြီဆိုပြီးဒေါသတကြီးပြန်ပြောပါတော့တယ်ငါကသဘောထားသေးသိမ့်တဲ့သူဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့နင်သာငါ့ကိုအရင်တတ်ဖို့မကြိုးစားခဲ့ရင်ငါနင့်ကိုဘယ်တော့မှတတ်ဖို့တွေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့နင်ကဒီလောကကြီးမှာငါရဲ့ပထမဆုံးနဲ့တူတီသောတငယ်ချင်းစစ်ချစ်ခဲ့လို့ပဲငါကတငယ်ချင်းတွေအပေါ်အမြဲတမ်းကောင်းကောင်းမွန်မွန်ဆက်ဆံတတ်တဲ့သူပါလို့မျက်ရည်ဝယ်ရင်းပြောလိုက်ပါတယ်မင်းသမီးထွက်သွားပြီးနောက်ဘရင်ကြီးတယောက်အကြီးအကျယ်ဝေခွဲမရဖြစ်နေပါတော့တယ်ရှောင်းဝမ်ချင်းမင်းဘာတွေလုပ်နေတာလဲဘဝပေါင်း10ဆက်တိုင်မင်းကိုတတ်ခဲ့တဲ့ရန်သူအပေါ်ထားရမယ့်သဘောထားကဒါမျိုးလားဆိုပြီးသူ့ကိုသူပြန်မေးခွန်းထုတ်နေပါတယ်လူချမ်းဟာဝမ်ချွမ်းနန်းဆောင်တစ်ခုလုံးကိုအစိပ်ပြေစေဖို့မိုင်းတိုက်ခိုင်းနေပါတယ်အဲ့ဒီအချိန်မှာအစေခံပါလီကမဲတော်ကြီးခြံစည်းခြံအစိမ့်မိသွားသည်ဖြစ်ကြောင်းလာသတင်းပို့ပါတယ်လူချမ်းဟာတော့ဂယုမဆိုင်တဲ့အပြင်သူတည်သွားတာပဲကောင်းပါတယ်ငါကိုယ်တိုင်တိုက်ရမယ့်အလုပ်တက်တာသွားတာပေါ့လို့ခအေးအေးပဲတုံ့ပြန်လိုက်ပါတယ်အစိပ်တွေအခြားနန်းဆောင်တွေကိုဆက်မပြန်သွားအောင်ဧကရိဝမ်ချင်းရဲ့အမိန့်နဲ့ကာကွယ်ဆေးတွေဖော်ဆက်နေတော့ပါပဲရှောင်းဝမ်ချင်းရုတ်တရက်ရောက်လာပါတယ်လူချမ်းဟာဝမ်ချင်းကိုသူ့မနဲ့တငယ်ချင်းကောင်းဆက်လုပ်ခြင်းသေးတာလားလို့မေးလိုက်တဲ့အခါဝမ်ချင်းကတော့လမ်းကြုံလို့ဝင်ကြည့်တာပါလို့လေလုံးထွားလိုက်ပါတယ်ပြီးတော့မင်းသာအစိတ်ကိုမကုနိုင်ဘူးဆိုရင်ငါကိုယ်တိုင်တက်เสียရအောင်မလိုဘူးမင်းကိုမင်းတေတွင်ဒူပြီးသားထစ်သွားမယ်လို့ခက်တီတီနဲ့ပြောပါတယ်လူချမ်းကလည်းငါကနင်ထက်တောင်အသက်ကိုရှိဦးမလို့ပြန်လဲစကားနိုင်လူပြီးထွက်သွားဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ဝမ်ချင်းကဂယုဆိုင်တော့မသေးစီနဲ့လို့ပြောလိုက်တဲ့အခါမှာတော့သူ့ရင်ထဲကတကယ်စိုးရင်ပူပန်မှုကိုသိတာစီခဲ့ပါတယ်တစ်ဖက်မှာတော့မေတော်ကြီးချန်ဟာနန်းကျွန်းမှာအရှုပ်တော်ပုံတွေဖန်တီးခဲ့မှုကြောင့်အမင်းရောင်နန်းဆောင်မှာအကျယ်ကျိုးချခံလိုက်ရပါတယ်။အစီခံကလူချမ်းအားဖော်ဆက်ထားတဲ့ချန်စည်းချန်ကာကွယ်စည်းကိုလာတိုက်တဲ့အခါမှာတော့မေတော်ကြီးကဒါဟာသူမကိုအစိတ်ခတ်ဖို့စူးစမ်းတာလို့ယူဆပြီးစည်းခွက်ကိုလွှင့်ပစ်ခိုင်းလိုက်ပါတယ်။မေတော်ကြီးဟာဧကရစ်မင်းကြီးကိုတန်းတပြီးဘာလို့ကျမကိုမယုံပဲလူချမ်းအားကိုမယုံရတာလဲလို့ကြည်ခွဲစွာငိုကြွေးနေရင်းနဲ့ပဲရုတ်တရက်သွေးအံပြီးလဲကျသွားမှာတော့တယ်။အစိတ်ပြဿနာကဒီလောက်နဲ့မပြီးသေးပါဘူး။ဧကရစ်ဝမ်ချင်းဟာလည်းရေချိုးပြီးထွက်လာချိန်မှာရုတ်တရက်မိလဲသွားခဲ့ပါတယ်။လူချမ်းအားကဝမ်ချင်းဟာအစိတ်ရှိတဲ့ဝမ်ချိုးနန်းဆောင်ကိုတခါမှမလာခဲ့ဘူးတဲ့အပြင်သူမပေးထားတဲ့ကာကွယ်ဆေးတွေကိုလည်းတောက်ထားရက်နဲ့ဘာလို့ဒီလိုဖြစ်ရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေပါတယ်လူချမ်းအားကဝမ်ချင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုထိုက်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုတွေ့လိုက်လာပါတယ်ဝမ်ချင်းခံစားနေရတာဟာခြံစည်းခြံအစိတ်မဟုတ်ပဲကူးဆက်မြန်ပြီးအသက်အန္တရာယ်ရှိတဲ့ကြောက်ရောဂါဖြစ်နေတာပါလူချမ်းအားကချက်ချင်းပဲနန်းဆောင်ကိုပိတ်ဆို့ဖို့အမိန့်ပေးလိုက်ပြီးဝမ်ချင်းနဲ့ထိတွေ့ရတဲ့အစီအကံအားလုံးကိုတီးတန့်ခွေးထားဖို့ညွှန်ကြားလိုက်ပါတယ်ဒီခေတ်ကစိတ်ပညာအយ៉ាងနှောက်ကင်းနေသေးတယ်ကြောက်ရောဂါကလူအသက်ကိုတတ်နိုင်တယ်လို့လူချမ်းအားကစိုးရင်တကြီးရေးရွက်လိုက်ပါတော့တယ်နန်းတွင်တကွင်းလုံးဟောချင်းစီချံအစိတ်ကြောင့်ကတုံးကနင်းဖီနေပါတယ်ဧကရစ်ဝမ်ချင်းရောမဲတော်ကြီးပါလဲကျသွားချိန်မှာတော့လူချမ်းအားတယောက်တည်းသာအားလုံးရဲ့တခုတည်းတော့ကဲ့တင်ရှင်ချလာမှာတော့တယ်လူချမ်းအားကအဲ့ရပေါ်မှာမနာပဲဂျမ်းပင်ပေါ်စိတ်နေတဲ့တေမလို့ဖြစ်နေတဲ့ဝမ်ချင်းကိုဒေါသတကြီးအော်ငေါက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဝမ်ချင်းကရုတ်တရက်တော်ဝင်အမိန့်စာတစ်ခုကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒီအမိန့်စာကတော့အကယ်၍ဧကရစ်နတ်ရွာဆန်သွားခဲ့ရင်လူချမ်းအားကိုပါသူ့ရဲ့ကူပြီးမှန်မှာအသက်ရှင်လျက်အတူမြုပ်နှံပြီးလိုက်ပါသေးဆုံးခွင့်ပြုရဲဆိုရဲအမိန့်ပဲဖြစ်ပါတယ်
လူချမ်းအားတယောက်မျက်လုံးပြူးသွားပြီးနင်းသေးတိုင်းနဲ့ငါပါလိုက်တည်ပြီးတာမလားလို့ဒေါသတကြီးမေးလိုက်ပါတယ်ဝမ်ချင်းကတော့ခက်တီတီနဲ့ပဲငါတည်သွားရင်မင်းကဘာလို့ပေါ်အသက်ရှင်နေအောင်မလဲလို့ပြန်မေးခွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့ဝမ်ချင်းရဲ့တကက်ရည်ပဲချက်ကတော့လူချမ်းအားကိုအချက်ကိုင်းမှုပါငါနဲ့အတူမသေးချင်းရင်ငါ့ကိုဖျောက်အောင်ကူပေးလေဒါဆိုငါတို့နှစ်ယောက်လုံးတေးစရာမလိုတော့ဘူးပေါ့လို့သူ့ရဲ့ညံနေညံနဲ့တွေကိုထုတ်သုံးပါတော့တယ်မျက်နှာပြောင်တိုက်လို့နဲ့ဝမ်ချင်းကိုကြည့်ပြီးလူချမ်းအားကနင့်ကိုငါတေးချပေါက်ကယ်ပေးမယ်လို့ကတိပေးလိုက်ရပါတော့တယ်ဝမ်ချင်းကလည်းသူ့အသက်ကိုလူချမ်းအားလက်ထက်အပ်လိုက်ပြီးဖြစ်ကြောင်းအတက်နိုင်ပုံစူးစမ်းခဲ့ဖို့နဲ့မကယ်နိုင်ရင်လည်းငရေးပြေးသွားတဲ့လမ်းမှာအတူတူဆက်လျှောက်ကြမယ်လို့ဆက်နောက်လိုက်ပါတယ်စေးကြိုပြီးပြန်လာတဲ့အခါမှာတော့လူချမ်းအားကအခုအချိန်မှာတလောကလုံးကနင့်ကိုတေးစေချင်နေပေမဲ့ငါတယောက်တည်းကဒါနင့်ကိုအသက်ရှင်စေချင်နေတာပါလို့ပြောရင်းစေးခွက်ကိုကမ်းပစ်လိုက်ပါတယ်ဒါပေမဲ့ညံများတဲ့ဝမ်ချင်းကအစိတ်ခတ်ထားမှဆိုလို့လူချမ်းအားကိုအရင်ဆုံးတငုံတောက်ပြဖို့တောင်းဆိုလာပါတယ်လူချမ်းအားကစိတ်တူသွားပြီးတောက်ချင်တောက်မတောက်ချင်နေတေးလိုက်ဆိုပြီးစေးခွက်ကိုထိုးပေးလိုက်ပေမဲ့ဝမ်ချင်းကလည်းအေးဒါဆိုလည်းတေးလိုက်မယ်လေဆိုပြီးစေးကိုလုံးဝမတောက်ပေးပေကက်ကက်လုံနေပါတော့တယ်ဝမ်ချင်းရဲ့ခေါင်းမှာလွတ်တဲ့အချင်းကြောင့်လူချမ်းအားတယောက်တော်လေးကိုအကျိတ်ရိုက်သွားပါတယ်ဝမ်ချင်းသာတေးသွားရင်သူမပါလိုက်တေးရမှာမို့လူချမ်းအားကသဘောထားကြီးပြီးစေးကိုတောက်ဖို့ထတ်ချောပါတယ်ဝမ်ချင်းကငါအသက်ရှင်ရှင်တေးတေးဂရုမစိုက်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ဒီခံလိုင်းစွမ်းကုံဆုံးသွားတဲ့လူချမ်းအားဟာစေးကိုကိုယ်တိုင်ငုံပြီးဝမ်ချင်းကိုနှခမ်းချင်းတိပြီးစေးကိုအတင်းမြို့ချခိုင်းပါတော့တယ်တကယ်တော့အဲ့ဒီစေးကဝမ်ချင်းကိုပညာပေးချင်လို့အလွန်ခါတဲ့ဟွမ်လီယန်စေးမြေ3စာတောင်တမင်ထည့်ချိုးချတာပါစေးကိုကိုယ်တိုင်ငုံပြီးတိုက်လိုက်ရလို့လူချမ်းအားပါအခါရံကိုအလူးလဲခံလိုက်ရပြီးခါလိုက်ကြအရန်ခါတာပဲဆိုပြီးမျက်နှာရှုံးမဲ့သွားပါတော့တယ်စေးကိုနှခမ်းချင်းတိပြီးအတင်းတိုက်လိုက်ရတဲ့လူချမ်းအားကငါကတော့အသက်ရှင်ရမှချက်မယ်နင်းသေးရင်ငါပါတီးမလေးလို့သူ့လူရဲ့ကိုအကြံပြပါတယ်သူမကတော့ကာကွယ်ဆေးချိုတောက်ထားလို့ကိစ္စမရှိဘူးလို့ဆိုပါတယ်ပြီးတော့ဝမ်ချင်းကိုနောက်တစ်ခါစေးကိုကုန်းကုန်းမတောက်ဘူးဆိုရင်ဒီလိုနီးနဲ့ပဲဆက်တိုင်မယ်တေချာပေါက်ပျောက်သွားစေရမယ်လို့ရဲရဲတင်းတင်းပဲချင်းချောက်လိုက်ပါသေးတယ်ဝမ်ချင်းကတော့မျက်လာပူပူနဲ့တကယ်မိစ္ဆာမောင်းမပဲအရှက်ကိုမရှိဘူးလို့ပြောလိုက်ပါတယ်အကျယ်ချုပ်ချနေတဲ့မဲတော်အီချန်ကတော်တော်လေးကိုနေမကောင်းချင်နေပြီးနန်းတွင်းသမားတော်တွေကုသပေးနေပေမဲ့လုံးဝတက်တာမလာပါဘူးမဲတော်အီကဒေါသတကြီးနဲ့အားလုံးမောင်းထုတ်နေပါတယ်အစေခံကြီးကလူချမ်းအားကိုခြေသလုံးဖတ်ပြီးဧကရိမင်းကြီးရဲ့အမိန့်ကိုထောက်ထားပြီးမဲတော်ကြီးကိုကယ်ပါမကယ်ရင်ပြည်သူတွေကအပြစ်တင်ကြလိမ့်မယ်လို့အတနာခံပါတယ်မဲတော်ကြီးကတော့လူချမ်းအားကုတာကိုခံမှာမဟုတ်ဘူးဧကရိမင်းကြီးကသူမကိုအပြစ်တင်နေတာမို့စောစောလေးတေးပြီးဧကရိမင်းကြီးစီပဲလိုက်သွားတော့မယ်လို့ခေါင်းမနေပါတယ်လူချမ်းအားကမဲတော်ကြီးရဲ့သွေးခွန်လုံးကိုစမ်းတက်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားစေမယ့်စကားတစ်ခွန်းကိုပြောလိုက်ပါတယ်သူမဖြစ်နေတာချမ်းစီချမ်းအစိတ်မဟုတ်ဘူးတဲ့မဲတော်ကြီးကသူမရဲ့ဆေးပညာကိုလောင်ပြောင်ပေးမဲ့လူချမ်းအားကယောဂလက္ခဏာတွေကိုမေးကြည့်ပါတယ်အစားတောက်ပြက်ခေါင်းမူချောင်းဆိုးပြီးတလိပ်ထွက်တွေဆိုတာကိုသိသွားတဲ့အခါလူချမ်းအားကဒါသွေးလေပိတ်ဆို့ပြီးအစိတ်တွေစုပုံနေတာလို့သုံးသပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူချမ်းအားကယောဂတတစေမဲ့ဆေးနေလေးပဲရေးပေးနိုင်မယ်လို့ပြောရင်ကျမအကြံပေးချင်တာကတော့ကြီးမားတဲ့ဆေးရုံကြီးကိုတွားပြီးတေချာပြသကြည့်ပါလားလို့ခက်တီတီနဲ့ပြောချလိုက်ပါတယ်ရှေးခေတ်ကြီးထဲမှာစေးရုံကြီးဆိုတဲ့စကားလုံးကြားလိုက်ရတော့အားလုံးကဟင်းဘာကြီးဆိုပြီးကြောင်နှောင်းနှောင်းဖစ်သွားကြချိန်မှာတော့လူချမ်းအားတယောက်တေဆန်စကားမသွားပြီးဆိုပြီးကိုယ့်ပါဇက်ကိုပိတ်လိုက်ရပါတော့တယ်